မိတ်ဆွန်ကူကောခါတီရက်ပိုင်းကျမ်းမာရေးကြောင့်ကျမတိုင်းရက်ပြန်လို့ဖြစ်နေရရှင်အဲ့ဒီတော့ဟင်းချက်တော့လဲစီပါတာနဲ့တဲ့ကျမ်းမာရေးနဲ့ညီညွတ်တာလေးတွေရှာကြံချက်ဖြစ်ပါတယ်အဲ့ဒီမှာရွှေပဲရွက်တုပ်လေးရဲ့စက်တလုံးချင်းစော်ကားဒီဟင်းရည်လေးရောချက်ဖြစ်သွားကောစက်တလုံးချင်းစော်ကားဒီချက်ဖို့ကတော့ကြက်ကြိတ်သားလိုမယ်ဒီနေရာမှာဝက်သားလဲတုံးလို့ရတယ်ပေါ့နော်ကျမကတော့ဝိတ်ချနေလို့ကြက်သားတုံးထားပါတယ်ရှင်ပြီးရင်ဂျင်းကြက်သွန်ဖြူကြက်သွန်နီခရမ်းချင်ဒီရှမ်းနန်နန်ချင်စော်ကားဒီဒါတွေလိုပါမယ်အရင်ဦးဆုံးပါဝင်ပစ္စည်းတွေကိုအားလုံးပပလေးလီထားပေးပါမယ်ရှင်ကြက်သားကိုလည်းတေးချလေးလုံထားပါမယ်ရှင်ပြီးရင်တော့အိုးတစ်လုံးထဲမှာရှမ်းနန်နန်နဲ့ချင်စော်ကားတီးကလွဲရင်ကြံနဲ့လီထားတာတွေအားလုံးကိုထည့်ကြောပါမယ်ခရမ်းချင်ဒီကြက်သွန်တွေလှိတ်လာပြီဆိုရင်တော့ကျမတို့ရေထဲပါမယ်ပြီးရင်စာအရသာမုံလည်းထဲပါမယ်ရေစူလာပြီဆိုရင်တော့ချင်စော်ကားတီးထဲပါမယ်ချင်စော်ကားတီးကို9မိနစ်လောက်တည်ထားပေးပါမယ်ချင်စော်ကားတီးတည်ထားပြီးလို့ရေပြန်ပွက်လာပြီဆိုရင်တော့လုံထားတဲ့အသားလုံးတွေထပ်ထည့်ပါမယ်အသားလုံးတွေရေပေါ်လာပြီဆိုရင်တော့ကြက်တလုံးချင်စော်ကားတီးဟင်းရည်ရပါပြီရှင်မစားခင်ဟင်းရည်အပေါ်ကနေရှမ်းနန်နန်လေးကိုအုပ်ပေးလိုက်ပါမယ်ဟင်းတစ်ခွက်ကြက်ပြီးဆိုတော့နောက်ထပ်တစ်ခွက်အနေနဲ့ပဲရွက်ဆက်တုပ်ပါမယ်ပဲရွက်နုနုလေးတွေကိုရေတေချာလေးစေးထားမယ်ခရမ်းချင်ဒီကြက်သွန်နီကိုပပလီထားမယ်ပြီးရင်မြေပဲကိုလည်းမညက်တဲ့ကြက်ထောင်းထားပေးပါမယ်ပါဝင်ပစ္စည်းတွေကတော့ဒါလေးပဲเนาะပါဝင်ပစ္စည်းတွေအားလုံးကိုစလုံးတစ်လုံးနဲ့စုထဲအရသာထဲပဲစီပပလေးစမ်းပြီးရင်တော့တေချာနံ့အောင်နေမယ်အဲ့ဒါဆိုရင်တော့အရန်လွယ်ပြီးစားလို့အရန်ကောင်းတဲ့ပဲရွက်တုပ်လေးရပါပြီရွက်ကတော့အစိမ့်တုတ်ထားတာဆိုတော့ချင်စော်ကားဒီဟင်းရည်ကအချင်းအရသာနဲ့ကွက်တီပဲเนาะကျမတကယ်ဝိတ်ချနေရเนาะအဲအကြောင်းမို့သမင်းတက်လောက်ပဲစားတာပါစားကြပါအောင်ရှင်